ဒီနေ့မှာတော့ French Village ကိုသွားနေမှာဖြစ်ပါသွားတာတော့ဝင်ကြီးက14လား20လားမသိဘူးနော်တယောက်ကိုပြီးတော့ cash နဲ့မရအောင်ရှင်ကျမတို့သွားတော့လေခုတော့မသိဘူးချို့တွေတော့ဝင်ကြီးပေးစီမလို့တော့ပြောပါတယ်ဒါပေမဲ့လိုမျိုးဆောင်းသွားတော့မမဘူးနော်ထဲတဲ့ရောက်ကိုတာတော့သူတို့ရဲ့ရှူခင်းနေပါအရန်ကိုလှပပါတယ်မြင်တဲ့အတိုင်းပါပဲရှင်လေးတွေတဖြူဖြူကျွန်တော်တို့သွားတဲ့နေတော့ကကြတော့မိုးလည်းနည်းနည်းဖွဲတယ်နေမပူဆိုတော့အေးချမ်းနေရပါတော့ခိုးလေးဖောင်တိန်လေးတွေကော်ဖီဆိုင်လေးတွေအများကြီးပဲရှိတဲ့ Starbucks တွေရောတကယ်အေးချမ်းပါတယ်ချစ်စရာလေးချီပါအောင်ကားတဲ့တိန်လေးနဲ့မှာကလေးလေးစောနေကြတယ်ဒါတော့အနောက်ဘက်ပေါ့အနောက်ဘက်ဒါပေါ်ဘက်မမြင်ချင်းအောင်ဆောင်တဲ့ဖိုးဆွေပေါ့နော်ဒီမှာကြည့် view လေးကိုကြည့်လိုက်ပါဦးအရန်အေးချမ်းတာပဲမြူတွေနဲ့အိမ်တွေနဲ့နေချင်းစရာကြီးဒါတော့အောက်ထက်ဒါတော့အပေါ်နဲ့ကြည့်တာပေါ့နော်အမရေတွင်းလေးတစ်ခုတွေ့လာမသိဘူးအဲ့ဒါလေးကသူများပြောတာအကျွေးစည်းလေးထည့်ပြီးတော့ဆူတောင်းပါတယ်ပေါ့နော်ဆူတောင်းပြည့်ဆိုပြီးပြောကြတယ်ကျမတော့တိတ်အဲ့လိုမျိုးတိတ်ယုံကြည်တယ်မရှိဘူးဒါပေမဲ့သူစမ်းတယ်ပေါ့နော်ကျမလည်းကြည့်ခဲ့ပါတယ်ဒါတော့အရှိပမှာတော့အေဂျင့်နဲ့ဘောနော်မခဏမောလို့ဆိုပြီးထိုင်နာဖို့အတွက်နေရာလည်းရှိပါတယ်အမထိုင်ကုန်လေးနဲ့ဘောနော်သူကအမှန်နေပဲကြည့်ဖို့ဒါတော့ကျမနဲ့မကြခင်အနာဂတ်မှာမတွေ့သေးတဲ့စားလာပါဒီမှာရန်ကိုလာပါတယ်ဒါတော့ကျမပါ white flag ပါဒါလည်းကျမပါပဲငါးတွေရောအေးစစ်လှပါနေကြတာတော့လင်းနိုးတွေပါကပကင်းမှာအများကြီးလောက်ပါပဲရှင်အရင်လာအောင်တာယာ agent တွေဆိုပြောပြတာပါရှင် God bless you all